2025 ခုနှစ်ဇွန်လ19ရက်ကြာသပတေးနေ့ထူးခြားမှုကိုစန့်ကျင်လျက်ထို့သောဒါဝိဒ်သည်လောက်ရဲနှင့်ကြောက်တလုံးအားဖြင့်နိုင်လျင်ထိခိုက်၍တက်လေ၏ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး19ငွေ50အထက်တန်းကျောင်းသားတစ်ဖြစ်သည့်နှင့်ဘတ်စကတ်ဘောအသင်းအတွက်စူးစမ်းနေသည့်ယောက်ျားလေးအယောက်60တဲကတစ်ယောက်ဖြစ်ပါသည်အယောက်20သာရွေးချယ်ခံရပါသည်ကျွန်တော်ကအရက်အပူဆုံးတစ်ယောက်ဖြစ်ပြီးအခြားသူများကဲ့သို့အတွေ့အကြုံမျိုးမရှိပါအခြားကျောင်းသားများနှင့်နီးပြအပါဝင်ကပင်ကျွန်တော်ကိုပထမဆုံးစတွေ့သောအခါတန်တရားစိတ်ဝင်နေခဲ့ကြသည်ဟုကျွန်တော်ခံစားခဲ့ရသည်အစမ်းလက်ကျင့်မှုတစ်ပတ်လုံးကျွန်တော်မှာရှိသမျှအကောင်းဆုံးဖြင့်ပါဝင်ကစားခဲ့ပါသည်ကိုတန်တရားဝင်ဖို့ခက်ပါသည်သို့သောဘုရားသခင်ကကျွန်တော်အားနေ့တိုင်းခွန်အားပေးမိကိုတတိယဖို့ကြိုးစားခဲ့ပါသည်ကျွန်တော်အတွက်ဘုရားသခင်အကြံအစီကိုစိတ်ချပြီးပါဝင်၍အသင်းဝင်လည်းဖြစ်နိုင်ခဲ့ပါသည်ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး7ရှိဒါဝိဒ်ကဲ့သို့ကျွန်တော်တို့အားလုံးဒီလည်းမဖြစ်နိုင်သောစိန်ခေါ်မှုအတားအဆီးများကိုရင်ဆိုင်ကျော်လွှားရန်မဖြစ်နိုင်ကြောင်းကျွန်တော်သဘောပေါက်ပါသည်ကျွန်တော်တို့အခြားသူများနှိမ်နာခံရနိုင်တော့လေကျွန်တော်တို့မိတို့ရင်ဆိုင်ရနိုင်သည်ဖြစ်စေဘုရားသခင်သည်ကျွန်တော်တို့ခြေလမ်းတိုင်းမှာအတူရှိနေကြောင်းအမြဲယုံနိုင်ပါသည်ဂေါလိယက်ကိုအနိုင်ယူဖို့ဒါဝိဒ်ကိုဘုရားသခင်ကတကူအာနာပေးထားသည်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့လမ်းခီးမှာရှိနေတဲ့ဘယ်အရာကိုမဆိုအောင်ပွဲခံနိုင်ဖို့ခွန်အားကိုလည်းပေးနိုင်ပါသည်စင်ကြယ်ရန်ဘုရားသခင်ကအခက်ခဲတွေကိုကျော်လွှားနိုင်ဖို့ခွန်အားကိုပေးပါသည်အာယုံပြုဆုတောင်းရန်လူငယ်အားကစားသမားများအတွက်ဆုတောင်းချက်အိုဖာကျွန်ုပ်တို့လမ်းရှိဘယ်အတားအဆီးကိုမဆိုကျော်လွှားနိုင်ရန်ခွန်အားပေးသည့်အတွက်ယေရှုတင်ပါ၏အာမင်Matthew Feldis, Texas, USA